Hello အားလုံးပဲမင်္ဂလာပါခင်ဗျာတာတာ YouTube channel နဲ့ပြန်လဲကြိုဆိုလိုက်ပါတယ်မှာကျွန်တော်တို့အခုရရှိနေတဲ့ဂိမ်းကတော့ Robust ပဲဖြစ်ပါတယ်များကျွန်တော်အခုဂိမ်းကတော့ Go and Goddess ပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်စိတ်ပြည့်ရေးဂိမ်းပါပြန်ပြီးလာတော့ကျွန်တော်သူမရှိအတိတ်လာပြီးဆိုတော့ဒီမှာပြားဟိုခါလာမင်းမလားဒီကပြားပြေသွားပြီပေါ့နော်ကျွန်တော်ပြားလေးဆိုတော့ပြားထွက်လာတော့မယ်ဒီမှာပြားထွက်တဲ့နေရာပေါ့နော် machine လုပ်တဲ့နေရာပြန် machine လုပ်တဲ့နေရာဒီမှာနောက်တဲ့15မိနစ်ကြာရေးဒီပြားလေးထွက်ပြီးတော့ကျွန်တော်တို့အပေတွေကိုပြားရဲ့လောက်ပြီးပါဘယ်လိုကျွန်တော်ဟိုမှာအုပ်သီးတွေကြည့်ကျွန်တော်အုပ်သီးတွေကြည့်ရင်ဒီမှာပြားရည်လေးတွေပဲပြားလောက်ပြီးတာပေါ့တော့ဒီမှာဥတွေအများပဲကျွန်တော်မဖွင့်သေးတဲ့ဟာလေးကျွန်တော်ဟိုတခါပုံစံနဲ့တူသေးလားကြည့်အောင်ဟိုတခါသေးသေးလေးပေါ့နော်ကျွန်တော်စိတ်ပြိုးသေးသေးလေးဒီတခါအကြီးဖြစ်သွားပြီဝါပင်လေးလည်းကြည့်ကျွန်တော်အခုတလောဘာပင်နေရှိလဲကျွန်တော်နှင်းစီပင်ရှိမယ်အုံးပင်ရှိမယ်ဒီမှာပါသေးတယ်ဒါတရက်သီးပင်တော့ပေါ့နော်မန်ဂိုရွှေလီသီးနေဒီမှာကြည့်အများကြီးပဲဒီမှာငကားမောက်သီးရှိမယ်ပန်းသီးရှိမယ်ပြီးရင်ဟိုဘက်မှာ
Okay ပြီးသွားပြီဆိုတော့ကျွန်တော်ခုနကဟိုဘက်မှာတော့ကြည့်ကြည့်နောက်တစ်ခုဖွင့်ရသေးရှိသေးတယ်ဟိုမှာပြဖို့ကျွန်တော်ပြရည်လဲတာပေါ့နော်ပြားလေးထွက်လာဘူးဘယ်နှစ်မိနစ်လို့သေးလဲမသိဘူး Oh my god ဘာလဲအဲ့ဒါရ Okay ဘာလဲလဲကျွန်တော်လည်းမသိပါဘူး Okay ဒီပေးရေးလောက်ပြလိုက်မယ်ဒီလေးဝယ်မလို့ပါခင်ဗျာ Okay ဘလို့တော့ခုပဲရှိတယ်အေးပါကွာ Okay ကျွန်တော်လာ Oh my god အေးစောက်တာလားကြည်ကျွန်တော်အေးလည်းနည်းနည်းပါအားနာပါအောင်ကျွန်တော်အေးလည်းနည်းနည်းပါအားနာပါအောင်စပြည့်ဒီဖေးတေးလိုက်လားလို့ဟမ်ဘယ်နဲ့ပါစပြည့်ဝါရဲ့စပြည့်ဝင် Okay ဘာမှမကြည့်ဘူးဒီမင်းခူးလို့ရပြီလေတေးလေးပဲလို့ဒီဖေး Okay ကြောင့်ပြားရှိပြားရရှိတဲ့ဟာလေးကျွန်တော်အကလို့ဆောက်ပြီးတော့လဲမယ်ကျတဲ့ဟာလေးမကောင်းဘူးအိုးပြားလာပြီပြားလေးထွက်လာပါပြီဟောတကောင်လာပြီပဲပင်လောက်ပေးမလဲဟုတ်ကပဲပင်ပင်သေးလေးပြည့်ရှိတာပြ
Papa. Okay, to le me. Da yum da wa tha lo mya de bu. Tha lo mya de bu so lo do ba chi ma. Bana kaung tha lo ya bi le. Shi de bu. Okay, oh my god. Da ba di le. ကျွန်တော်ခုနဆောက်လာအော်ဖေးရသေးလားဘာသိလည်းမသိဘူးဒီပြားလေးရော10မိနစ်လာတာပေါ့နော်ကျွန်တော်50ပြည့်50ပြည့်မလာတော့โอเคကျွန်တော်ပြန်ရေးလေကိုလိုလဲပါဘယ်နှခုရှိလဲ oh my god အများကြီးပဲ oh my god ကြော်ပြားရေဟိုကဖြစ်နေတဲ့ဟာလေးဒီတော့ကိုလိုသွားရောက်ရင်ကျွန်တော်ဟိုကဖြစ်ပြီ okay ကိုလိုသွားရောက်ရင်ကျွန်တော်ချမ်းသာပြီလို့ကဲကျွန်တော်လဲကြည့်ကျွန်တော်ဘာတွေလဲလို့ရပြီလဲဆိုတော့ okay နှစ်ခုလဲလို့ရတယ်ကျွန်တော်ဒီကဘာပင်းလဲမသိဘူးဒီပင်းကျွန်တော်ရှိပြီအော်ဒီပန်းသေးမရှိသေးဘူးပန်းသေးလည်း15လည်းမပြည့်သေးဘူး oh my god တိုင်းဝယ်လို့ရပြီ okay တီးနေလဲပြီ okay okay ဒါလည်းပြည့်ဟိုဖြစ်နေတဲ့ဟာလေးပဲကိုလုံးထင်မယ်ခေါင်းဒါနဲ့ကိုဒါဟိုဖြစ်တယ်နေကြပါ okay ပြီးပြီလားမပြီးသေးဘူးမပြီးသေးဘူးတော့ကွာငါပြီးဝဲလို့ထင်တယ် okay let's go အများကြီးရှိတယ်ပြည့်ရဟိုဖြစ်နေတာလေအများကြီးပဲ oh မိုးရွာနေပြီဒီမိုးကကျွန်တော်ဟိုလေးဖြစ်တယ်ပေါ့နော်ပင်အပင်လေးကိုအကောင်စားအတီးကြီးဖြစ်အောင်နေကြမလာလိုက်လားလို့ငါလည်းလုံချင်နေတာပေါ့ကွာငါလည်းလုံချင်နေတယ်လို့ okay ရပါပြီပြန်ရေးကိုokay let's see ဒါပင်ယူလဲမယ်ဒါပပေးလဲမသိဘူး oh my god အတီဒီဘာဒီကပြရမှာကျွန်တော်ဒါဘာဒီလည်းမသိဘူး strawberry อ่ะခဏလုံးမလာချင်ပြရေးလေးယူတော့ဘေးဘေးခဏPapi. Okay. Yoga. Nama amyai be. Sidi. Kalau kau kan. Tahu kau jono yang lain yang wapi. Dia le hoa lalu nya. Dia apa? Oh ya, bis le. Oh dia pengen cinya lah. Dah pernah jaga hidup dia. Con này xe đạp lâu tí tí đi gà chim mà đi tí tí đi đạp này xe ngã xe đạp lâu ngã xe ta này biến chim nhà lại ba tí to là này ok giờ liệu cuối đi làm đâu vậy baby so she did a walk she did a job to say jolly baby ma ta say she did ta say jolly le ya rồi nó ok chọn bia liao hoa phía nào tầm mình vậy trờiနောက်တဲ့တနားရီမှာတစ်ခါပြန်လာပေါ့မော်လတီပြားလေးဒီပင်းငမ်လို့ကိုပင်းငါဘလို့လာစိတ်တာငါပဲစိတ်တာဖြစ်လို့လို့ဒီပင်းငါနှုတ်ပင်းမှာလို့ဟုတ်တယ်တော်ရှုပ်လာအပေါ်လည်းတက်လို့မရဘူးအပေါ်လည်းတက်လို့မရဘူးအပေါ်တက်လို့မရဘူးငါဘလို့လုံးမလဲဒါ strawberry ပင်ကျွန်တော်လာပေးခိုင်းနေတာကျွန်တော် strawberry ပြန်ကျွန်တော်ထုတ်ပေးလိုက်ပြီအရင်တော့ရှိတဲ့ဟာ strawberry ပြန်ပြီးစိတ်မရမယ်တပင်လောက်ပြန်ပြီးစိတ်မရမယ် okay မိနစ်30ပဲလို့ကဲပြရသည်ပြီး
နောက်တဲ့တနိုင်မှာသူပြန်လာလို့မယ်နောက်တဲ့တနိုင်မှာဒါကျွန်တော်လဲလို့ရပြီလားဘာလေးလဲလို့ရပြီလားမသိဘူးဘာလေးလဲလို့ရပြီလေဆိုဒီအပိန်လဲလုံနေရပဲတကောင်းမစိတ်ဘူးโอเคတပိန်ဝင်လိုက်မယ်ဒါနှစ်ခုဒါတုတ်ကဘာလို့ရတယ်ဆိုတော့ဒီတုတ်ကလေကျွန်တော်ပြားလေးလာရင်ကျွန်တော်အဲ့ဒီနေရာမှာပြားလေးပိုပြီးဆွဲတာပေါ့နော်ပေကပိုပြီးဘယ်လိုလဲဈေးကြီးတာပေါ့နော်ကျွန်တော်ပြားလေးလာရင်တစ်ခုကြလိုက်တယ်โอเคတော့ကြည့်ကြည့်မယ်ခုနအပုံလေးကျွန်တော်ဝယ်ပြီးသွားအောင်သူများဝယ်သွားကျွန်တော်ဒီအပိန်လေးလုံနေတာပြည့်သွားအပိန်လေးပွေဖို့ကြံတော့ကြီးပဲဒါရှာပေါ်ဆိုပေပေါ်နေတယ်ရေလုံနေပြီလို့ရေရှိမှကျွန်တော်အဆင်ပြေမှာโอเคကျွန်တော်ရေလုံးပုံ40လောက်ရလာပေါ့โอเคလောင်းလိုက်မယ်ဒီပေငါလောက်လေးရှာပြင်းနေမှာโอเคဘယ်နဲ့ပစင်ဖြစ်သွားအပေလေးတွေအကုန်လုံးခူးလို့ရပြီပေါ့နော်ဒီပေလေးခူးလို့ရတယ်ဒါပေမဲ့ကျွန်တော်မခူးဂျူတက်ကောတဲ့အပေဖြစ်အောင်ကျွန်တော်ထားရမယ်ဒီတိုင်းထားရမယ်ပြီးရင်ကျွန်တော်အပဲနှစ်ခုစတိုက်ရတယ်ဟိုမှာလာပြီးရင်ဒီမှာတစ်ခုဒီမှာအလယ်မှာတပင်းဟိုမှာပွေသွားပြီဆိုတော့ဒီမှာဝါးပင်းတွေပွဲရောက်ကုန်ပြီလို့မပြောနဲ့ကျွန်တော်အကူလုံးဆောက်လိုက်ပြီကျွန်တော်အကူလုံးကောက်လိုက်ပြီခုကြံနေတာပဲအောင်မနေကြပါနဲ့အေးပါကွာငါမလို့ကြတဲ့ဟာတွေပဲလာပေးနေတာငါမလို့ကြဟာနေလာပေးနေတာဒါဟိုအိုင်းနေစီပိုင်းမလားနေစီပိုင်းကမရှိဝိုင်းလေဒီမှာတပင်းပူပြီးဆိုင်လိုက်မယ်โอเคကျွန်တော်ဒီဗီဒီယိုကတော့ဒီလောက်ပါပဲနော်ကျွန်တော်နောက် EP တိုင်းကျွန်တော်ဘာမရှင်လေးဘာလေးလာလုံးမနေဆိုတာစောက်ကြည့်ပေးကြပါဦးခင်ဗျာအရှာပေါ့ဆိုကျွန်တော်နှစ်ပင်ရောက်ပါပြီပေါ့နော်နောက်ထပ်ဘာပေတွေထွက်လာအောင်မလဲမသိသေးဘူးကျွန်တော်စောက်ကြည့်ပေးကြပါအောင်ကျွန်တော်လိုဘက်မရှိလို့ကျွန်တော်လိုဘက်လေးထပ်ပေးလို့ရပါတယ်ခင်ဗျစပွန်ဆာလေးပေးလို့ရပါတယ်နော်โอเคဒီဗီဒီယိုကိုကျင်းတဲ့ဆိုရင်လည်းအချေလေးလုပ်ဖို့မမေ့နဲ့ပြီးတော့ subscribe ကိုမမေ့နဲ့နော်အားလုံး bye bye